အားလုံးမင်္ဂလာပါခင်ဗျအခုကကျွန်တော်တောင်ပေါ်မှာရောက်နေတာဖြစ်ပါတယ်တောင်ပေါ်မှာရာထွန်လာတာ3-4ရက်ရှိပြီပေါ့ခင်ဗျအခုကျွန်တော်ညနေစောင်းပြီဆိုတော့နွားရှာတော့မှာဖြစ်ပါတယ်နွားရှာပြီးပြီဆိုရင်ထမင်းစားမယ်ပြီးလို့ဆိုရင်အိမ်မယ်ပေါ့ဗျာကဲတော့ကျွန်တော်နွားရှာတော့မယ်အဲ့တော့လမ်းတစ်လျှောက်တွေ့ရတဲ့ရှူကန်းလေးတွေကိုတစ်ချက်ကြည့်လိုက်ကြအောင်ပါခင်ဗျစစ်တွေဖွေးဝေးချီဝေးဝေးနွားကလောက်တော့ကြာပါပြီကျွန်တော်နွားဒီအနီးနားမှာတွေ့ရပါတော့မယ်ခင်ဗျာကျွန်တော်နွားကိုတွေ့ပါတော့မယ်ခလောက်တန်လေးတော့ခလောက်တန်ဒိုးတို့တောင်လေးတော့ကြားပါပြီခင်ဗျာကျွန်တော်တို့ဝါပင်နေပါတနောင်းထမ်းတွေရှိတဲ့ညာနဲ့မေကိုလွမ်းရဲ့โอเคပါဗျတကောင်းကဘယ်ရောက်ချီပြီလဲဟောတကောင်းကဘယ်နာမှာလဲဆိုတော့မသိပါဘူးဒီတကောင်ခေါ်သွားရင်သူလည်းလိုက်လာမှာဆိုတော့မရှာတော့ပါဘူးခင်ဗျာနော်တာရကိုလာလေလာ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 La la 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 nói đây cho nó giờ nó đi trên thì lại mình ship giờ nó đi trên thì lẽ vôပြန်ကြတယ်ပေါ့နော်တော့တောင်ပေါ်မှာတယောက်တည်းအိပ်ပါတယ်ကြောတာတော့မပါဘူးအိပ်တဲ့အကြောင်းကိုပြတာပါလာလေလာ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 
OK လာပါပြီไปcái tay tôi lo đây nghe dinh rê ayo ta phiu sinh ghé yellow chin lang em nhà re ta ya ne re ko bwa ko beru ko wen me sil ma le ho ai lo mya ro bu ko nya de ten shu to ra tao na chi ru ne wine lo ka si ta re mo ro sin ma အခုမြင်နေရတာကတော့ရခိုင်ရိုးမကြီးပဲဖြစ်ပါတယ်။ဟိုးအဝေးကြီးမှာပါ။ကျွန်တော်တို့ရွာနဲ့ဆိုရင်တော့အားကြီးမွေးဘူးပေါ့ဗျာ။အခုကျွန်တော်တို့ရွာရဲ့ဒီဘက်တောင်ပေါ်ကနေနှမ်းရိုက်နေရတာဆိုတော့အရင်ဝေးပါတယ်။လာလေလာလေလာလေဟုတ်တယ်လောက်လေသားရအခုကျွန်တော်နွားမောင်းခဲ့ပါပြီခင်ဗျာအခုကျွန်တော်တဲကိုသွားပါတော့မယ်ကျွန်တော်တဲမှာထမင်းစားဖို့ပြင်ပါတော့မယ်အခုထမင်းကိုနှက်ခဲ့ပါပြီခင်ဗျာဟင်းကတော့မကောင်းပါဘူးထမင်းအိုးထဲမှာမကြီးကြီးအမှန်လေးကိုစီစမ်းစားဖြူပြီးတော့အချုံမုံကကျွန်တော်မကြိုက်လို့အချုံမုံမသုံးပါဘူးလောက်လေလို့ရသားရနွားကိုမောင်းတဲ့အခါမှာတာကြီးတော့တာလေးတော့အဲ့လိုလေးတွေထပ်ပြီးမောင်းလို့ဆိုရင်သူတို့ကအရန်ကြိုက်ပါတယ်တချို့တွေရှိပါတယ်နွားမောင်းတဲ့အခါမှာစိတ်တိုးတဲ့အခါမှာပေါ့နော်ငါလို့sorry ဟင်းစားပေါ့နော်ဟင်းစားဘာညာဒီဟင်းစားကအဲ့လိုမျိုးထက်ပြီးတော့ကိုခိုင်းတဲ့နွားကိုအဲ့လိုမျိုးဆဲဆိုပြီးမမောင်းရပါဘူးခင်ဗျာပြန်လို့ဒီကန်ကြီးထိုက်ပါတယ်ခင်ဗျာတခုခုအလုံးငန်းကငန်းအစင်ပြေတာမျိုးတော့အိမ်မှာဖြားနာတာမျိုးတော့နော်ခုဖြစ်တတ်ပါတယ်အဲ့လိုမျိုးမမောင်းရပါဘူးခင်ဗျာဘာလို့ဆိုတော့ကျွန်တော်တို့နွားကျေးဇူးရှင်ပါကျွန်တော်တို့ရဲ့ကျေးဇူးရှင်ပါဒီနွားကိုမိခိုပြီးတော့ကျွန်တော်တို့ဒီလောက်ရတဲ့လုပ်ငန်းတွေအများကြီးရှိပါတယ်ကျွန်တော်တော်တောင်းနေကျွန်တော်တို့ရဲ့တော်တောင်းနေစံပို့ဆိုတာပေါ့ဗျာအဲ့လိုမျိုးကိုယ့်ရဲ့ကျေးဇူးရှင်ကိုမပြတ်မွှားရပါဘူးခင်ဗျာနော်မြစ်ရေရောတာဖြူစင်ကဲလာလေကျွန်တော်ကြည့်လာလို့ဆိုရင်နော်ဆရာဝန်ဖြစ်ချင်တယ်အင်ဂျင်နီယာတယောက်ဖြစ်ချင်တယ်နော်ကျောင်းဆရာတယောက်ဖြစ်ချင်တယ်သင်္ဘောသားဖြစ်ချင်တယ်စသည်အဖြစ်ညီမှန်းချက်တွေကိုယ်စီရှိကြပါတယ်ခင်ဗျာကျွန်တော်လည်းရှိကြတာပေါ့နောက်လေကျွန်တော်ရဲ့ပညာရေးကအရန်အထင်ကြီးလေးစားစရာရှိမှာမဟုတ်ပါဘူးကျွန်တော်ရဲ့ပညာရေးက
GTI ဖာစီယာဂုံမာဖာဆန်စာမေဝဲအင်္ဂလိပ်စာမဖြေလိုက်ရဘူးပေါ့နော်GTI ဖာစီယာဖာဆန်တင်ပဲရနားရလိုက်ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့တနိုင်ငံလုံး COVID-19 ဖြစ်ပါပြီဆိုတော့အကြောင်းတွေပြလိုက်တယ်အဲ့ဒီချိန်ကနေစပြီးတော့နိုင်ငံရေးအရှုပ်တွေနဲ့ဆက်တော့ရတယ်ပေါ့ဗျာအဲ့လိုနဲ့ကျွန်တော်ဆက်ပြီးတော့တောင်းဆက်မသက်ခဲ့တော့ပါဘူးခင်ဗျာမလို့မတက်တာလဲဆိုတော့မတက်ချင်လို့မတက်တာပါပတ်စံမရှိလို့ပေါ့ခင်ဗျာပတ်စံမရှိလို့တောင်းမတက်တာပေါ့ရှင်းရှင်းလေးပဲအဲ့တော့အခုကတော့ဒီလိုပဲကျွန်တော်မိဘနားမှာကျွန်တော်မိဘတို့နဲ့အတူတူပဲလုံငန်းလုပ်ပြီးပဲအေးချမ်းချမ်းနေပါတော့တယ်နော်ကျွန်တော်ကမူချင်းတယောက်တည်းပါဦးတဲ့တော့တာပါကျွန်တော်မှညီကိုမောင်နှမတယောက်ပါမရှိပါဘူးကျွန်တော်မိဘရဲ့မိခိုအားကိုးရလဲကျွန်တော်အလွဲလို့ဘယ်သူမှမရှိပါဘူးခင်ဗျကျွန်တော်ပဲလုံငန်းလုပ်ရမှာပါကျွန်တော်လေးစားရတဲ့သူများတွေမပြောဘူးเนาะကျွန်တော်လေးစားရတဲ့ကျင့်ဝတ်ကလေးတစ်ခုတော့ရှိတယ်အဲ့ဒါငယ်စဉ်ကလေးကဟိုးငယ်လေးကလေးကအရက်တီစာတယ်မကပါဘူးဆက်လိုက်ကွင်းရာအဲ့လိုမျိုးမတုံးဆွဲပါဘူးမမီခိုပါဘူးsorry မမီဝဲပါဘူးပြောတဲ့စကားတောင်မှားတယ်အဲ့တခုတော့အခုကြည့်ရှုတဲ့လူတွေပြောတာမဟုတ်ဘူးเนาะကျွန်တော်လေးစားပါတယ်ကျန်တဲ့လူတွေလေးစားဖို့အဓိကမကြပါဘူးကိုလေးစားဖို့လိုပါတယ်ခင်ဗျအဲ့ဒါပေါ့ဗျာโอเคဒါကျွန်တော်ထမင်းဦးလေးတည်ခဲ့တာပါဒီနေ့ဒါဒီမှာခါခွဲအောင်ပါ